ခြိုင်းလိုက်မှာပေါ့စင်ကိုစာကျွေးလို့ရတယ်စင်နဲ့တူလန်းချောင်းထွက်လို့လည်းရတယ်စင်နဲ့တူကြီးချိုးလို့လည်းရတယ်ဒါနဲ့မြို့မှာဆိုလို့ဗီဒီယိုနဲ့ပြမယ်နော်